ဘာလောက်ဆောင်ကြောင်နေတဲ့မှာလူငွေအများဆုံးကြောင်လေးကောင်တစ်ပါရှန်းကြောင်တွေကသူတို့ရဲ့ရှည်လာပြီးထူထဲတဲ့အမွေးတွေပြားချက်တဲ့နှာခေါင်းနဲ့မျက်လုံးဝိုင်းနေကြောင်လူသိများပါတယ်ဒီလိုအကြောင်းအရာတွေနဲ့တက်ရင်ဗီဒီယိုလေးကိုတင်နိုင်မြင်အောင် follow လုပ်ဖို့အပေါင်းလေးနဲ့ခဲ့ပြီးပါအောင်သူတို့ရဲ့အမွေးတွေကအယောင်မျိုးစုံရှိပြီးပိုးတောက်လို့နူးညံ့ပါတယ်ပါရှန်းကြောင်တွေကအေးစိတ်တည်ငြိမ်ပြီးချစ်ဖို့ကောင်းတဲ့အမွေအရာရှိရာကြောင့်ကမ္ဘာပေါ်မှာလူကြိုက်အများဆုံးကြောင်မျိုးစိတ်တွေထဲကတစ်မျိုးဖြစ်ပါတယ်နှစ်မိန်ကွန်းကြောင်မင်းကွန်းကြောင်တွေကအမေရိကန်ပြည်ထောင်စုရဲ့ဌာနေကြောင်မျိုးစိတ်တွေထဲကတစ်မျိုးဖြစ်ပြီးအရွယ်အစားကြီးမားမှုရှည်လျားတဲ့အမွေးတွေနဲ့ခြုံပုတ်လိုအမီတို့ကြောင့်ထင်ရှားပါတယ်။သူတို့ဟာနူးညံ့တဲ့အရာမကြောင်လို့တင်စားခေါ်ဝေါ်ခြင်းခံရပြီးတစ္ဆာရှိကချစ်ခင်တဲ့တဘာဝရှိပါတယ်။မတူညီတဲ့အမွေးရောင်တဲ့ပုံစံတွေပိုင်ဆိုင်ထားကြပြီးခက်ညားတဲ့ရုပ်ရည်နဲ့ထမ်းမြတဲ့မျက်လုံးတွေကသူတို့ကိုပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။၃ဘန်ကောကြောင်တွေကအိမ်ဝင်းကြောင်နဲ့အာရှကြောင်တို့ကိုမျိုးဆက်ထားတာဖြစ်ပြီးသူတို့ရဲ့တဘာဝတစ်တစ်အဆက်ပြောက်ပုံစံတွေကြောင့်ထင်ရှားပါတယ်။သူတို့ရဲ့အမွေးတွေကတောက်ပပြီးပိုးတောက်လိုနူးညံ့ကရွှေရောင်အညိုရောင်လိမ္မော်ရောင်စတဲ့အရောင်မျိုးစုံရှိပါတယ်။ဘန်ကောကြောင်တွေကတက်ကြွဖြက်လက်ပြီးစောက်ကစားတတ်ကြတဲ့အပြင်ရေကူးရတာကိုလည်းနှစ်သက်ကြပါတယ်။သူတို့ရဲ့တောရိုင်းဆန်တဲ့အလားကလူတိုင်းကိုဆွဲမက်စေပါတယ်။၄ဆိုင်ရမ်းကြောင်တွေကထိုင်းနိုင်ငံကနေစတင်ပေါက်ဖွာလာတဲ့မျိုးစိတ်ဖြစ်ပြီးသူတို့ရဲ့ကိုယ်ခန္ဓာတွေ့လျက်မှုအပြာရောင်မျက်လုံးတွေနဲ့ခန္ဓာကိုယ်အဆောင်ပိုင်းတွေမျက်နှာ၊နှရွက်၊ခြေထောက်အမီစတဲ့အရောင်ရင်းမှုတွေကြောင့်လူသိများပါတယ်။သူတို့ဟာလွန်ညံကောင်းပြီးလူတွေနဲ့အပြန်အလှန်ဆက်ဆံတတ်ကြပါတယ်။ဆိုင်ရမ်းကြောင်တွေရဲ့ထူးခြားတဲ့အသားနဲ့ထမ်းမြတဲ့ပုံစံကကြောင်မျိုးစိတ်တွေထဲမှာထင်ရှားပုံနေစေပါတယ်။နောက်ထပ်ဘယ်လိုကြားရလေးသိချင်နေလဲဗီဒီယိုလေးလုပ်ပေးနိုင်ဖို့ comment မှာမှတ်ခဲ့ပါ